အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့မောင်ကောင်းဖြစ်ပါတယ်မဟာဘုတ်မှာမရဆိုတာတည်ခြင်းပဲလားမရကြရင်မကောင်းဘူးလားကျွန်တော်ဒီနေ့မှာတော့မဟာဘုတ်ပညာရဲ့စစ်စစ်ရဲ့မရအကြောင်းတွေကိုကျွန်တော်တင်ပြပေးတော့မှာဖြစ်ပါတယ်တရက်ပေါ့ကျွန်တော်စီကိုညီမလေးတယောက်ကရောက်လာကိုကြီးညီမလေးအလုပ်ရနေလားညီမလေးကိုကြည့်ပေးပါသူလာမေးတာဒီကြာပေးခါမှာဖြစ်တယ်အဲ့တော့အလုပ်ရကိုရနိုင်တယ်ဘာလို့ရကိုရနိုင်လို့မပြောဆိုရှင်တနင်္ဂနွေဒီမရမှာရှိနေတယ်မရညင်သဘောတရားဒီစန္ဒဆုံးဖြတ်ချက်ဒါကအကောင်းသဘောတရားတွေဖြစ်တယ်သူကစန္ဒတွေပိုင်နေမယ်ဆုံးဖြတ်ချက်တွေပိုင်နေမယ်ဆိုရင်တော့အလုပ်ကိုရကိုရလိမ့်မယ်ပြီးတော့မရရဲ့သဘောဖြစ်တဲ့တေခြင်းဆိုတဲ့သဘောတရားမှာဒီလက်ရှိဘဝကနေနောက်ဘဝကိုကူးပြောင်းတယ်ဆိုတဲ့သဘောတရားရဘဝအစ်စ်တဖန်ပြန်လဲစတင်ခြင်းအရာအလုပ်သစ်ရှာတဲ့သူတွေနဲ့အလုပ်သစ်ရကိုရလိမ့်မယ်ဒါပေမဲ့မရရဲ့အဆိုးသဘောတွေမဖြစ်ဖို့ဆိုအကောင်းဆုံးသဘောတရားတွေကိုစောင့်ဖို့လိုတယ်ညီမလေးနေနဲ့ဆုံးဖြတ်ချက်တွေခိုင်မာရမယ်တိကျတဲ့စန္ဒတစ်ခုရှိရမယ်အဲ့လိုမှညီမလေးရဲ့အလုပ်မှာညီမလေးကရေရှည်မြဲမယ်ဒီလိုမှမဟုတ်ဆိုရင်တော့ညီမလေးကအလုပ်မှာရေရှည်မမြဲနိုင်ဘူးဒီအလုပ်နဲ့ရေရှည်ဆက်ပြီးတော့တွားလို့မရဘူးလို့ဒါကျွန်တော်ကတော့ပြောပြလိုက်တယ်ဒါကတော့ကျွန်တော်ဆရာကိုတင်ပြပြတာပေးတဲ့မဟာဘုတ်ရဲ့မရညင်သဘောတွေဖြစ်ပါတယ်မိတ်ဆွေများလည်းပညာတိုးပွားကြပါစေလို့ကျွန်တော်ဒီမှာဆုတောင်းပေးပါတယ်ကျွန်တော်စီမှာစာရာစစ်ခြင်းကလေးမိပေးခြင်းအစီရင်အချင်းများကိုလာရောက်ပြုလုပ်နိုင်ပါတယ်အားလုံးပဲကျမ်းမာချမ်းသာကြပါ